ကျွန်တော်နှစ်ကို24ကြိမ်မှာလို့နော်နှစ်ကို24ကြိမ်မှာနှစ်ကို24ကြိမ်မှာနှစ်ခွန်နှစ်ပေါ့နော်နှစ်ခွန်နှစ်ကိုတက်ပေါ့အဲ့ဒီနှစ်ခုဟိုပြပါနော်အဲ့ဒါပထမစိုက်ကျွန်တော်စိုက်ကနှစ်ကန်းမြောက်ပေါ့နော်နှစ်ခွန်နှစ်ကိုတက်ကိုပေါ့နော်အဲ့ဒီပုံစံပေါ့နော်ပထမ site ကိုပြန်သွားမယ်ဆိုရင်နှစ်ခွန်နှစ်ကိုတက်ကသူ့အောက်ကကဏ္ဍဒီ3493ဒီ394ဆိုပြီးမှချပေးရမှာတပည့်နှစ်ပင်ချမှာ394ဆိုပြီးမှချပေးရနော်ကျွန်တော်တို့ဒီအဲ့သူ့အောက်မှာခွန်89ကြားလို့မို့ဒီမှာလည်းကျွန်တော်နှစ်ခွန်နှစ်ကိုတက်ပတ်လဲပေါ့နော်ဒီအောက်ကကဏ္ဍ64နှစ်246ဆိုပြီးမှတပည့်နှစ်ပင်ချမှာ246ဆိုပြီးမှချပေးဒီအောက်မှာကျွန်တော်တို့ခွန်89ဆိုပြီးမှလိုက်ခဲ့သေးတယ်ဒါပေမဲ့စီနီယာလည်းပဲချပေးသွားနော်ကျွန်တော်တို့ဒီပထမ site ပြင်သွားမယ်ဆိုရင်နော်နှစ်ခွန်29တည်းဒီကနန်းဒီအဲ့မှာပြန်ချပေးရတယ်2 3 4 5 6ခွန်8 9 10 11 13ပင်မြောက်ပါ13ပင်မြောက်မှာကျွန်တော်တို့ဒီ6ခွန်5ပေါ့နော်6ခွန်5လို့ကျွန်တော်တို့ရှိထားပါဒီမှာလေကျွန်တော်တို့ဒီနှစ်ခွန်နှစ်ကိုတက်နဲ့ဒီ64နှစ်ဒီ64နှစ်လို့ပြန်ချပြတယ်1 2 3 4 5 6ခွန်8 9 10 11 12 13မိမြောက်မှာ6ခွန်5ပတ်လေပေါ့နော်သူအဲ့လိုမျိုးလေးရှိတာပေါ့ဒီ6ခွန်5တဲ့6ခွန်5ရဲ့အတွက်အပေါ်ဇောင်းထောင်1 2 3 4 5 6ခွန်8 9 10 11 12 13 14 15 16 19 18 19ပင်20မြောက်မှာ1 4 3ညဆိုပြီးပါနော်1 4 3ညဆိုပြီးတော့ဇောင်းထောင်ထားတယ်အဲ့ဒီမထောင်ရင်အဲ့ဒီနှစ်ထဲမှာတဲ့အဲ့တော့ဒီ65 8ကြပြီးတာနဲ့သူနဲ့အကျဉ်းကိုင်းမှာ380ဆိုပြီးမှခံပြီးပါနော်အဲ့လိုမျိုး1 3ည4ခံပြီးမှကျွန်တော်ဒီနေရာမှာ6ခွန်5ပေါ့နော်ဒီပါလေ6ခွန်5တဲ့1 2 3 4 5 6ခွန်8 9 10 11 12 13 14 15 16 19 19အကျိန်20မှာ1 4 3ညလို့ထိတ်သုံးလုံးထောင်ပြီးမှာတဲ့အဲ့ဒီနှစ်တည်းမှာ8 5 6နဲ့ကြာပြီးတာနဲ့တဲ့ကျွန်တော်ဒီ3ည8 3ခံပြီးပါနော်အဲ့ဒီ140ရာနေမှာဒီမှာခွန်5 6ပေါ့နော်ခွန်6 5ပတ်လေဒါအဲ့ဒီဒါပထမ site ကလေးပေါ့နော်ဒီ site ကလေးဒီ site ဟုတ်ကဲ့ကနန်းဒီ site ကတော့ကျွန်တော်ဒီလောက်ပါပဲရထားတဲ့ site တွေကတော့အရှိသေးတာပေါ့အဲဒီချိန်မှာကျွန်တော်ပြန်ကြတွေကပြန်ကြ site တွေများတယ်ပေါ့နော်ပြန်ကြ site တွေများတဲ့အတွက်ဒီပြန်ကြ site ကိုကျွန်တော်ဦးစားပေးစေချင်တာပေါ့နော်ဟုတ်ကဲ့ဗျဒီလောက်ပါပဲ